မောရဲ့ဘယ်တလက်ဒီကွင်းမှာ United တို့ခက်ခဲမဲ့ညချန်ပီယံလိဝင်ခွင့်အတွက်ချက်ကလေးမှအမှားမခံတော့မဲ့ Manchester United နဲ့ဆင်လာရ United ကိုဒုက္ခပေးလေရှိတဲ့ဘုံမောက်တို့ရဲ့ Premier League ပွဲစဉ်31အတွက်ပွဲကြို30ချက်ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ Michael Carrick ရဲ့နိုင်ပွဲမှတ်တမ်းများ United ရဲ့လက်ရှိခုံကတော်တော်လေးအားရစရာကောင်းပါတယ်။ယာယီနီးပြ Michael Carrick ဟာသူ့ရဲ့ဒုတိယကြိမ်တာဝန်ယူမှုမှာ Premier League 6ပွဲကစားထားရမှာ9ပွဲထိနိုင်ရထားတာပါ။ပြီးခဲ့တဲ့ဘက်က Aston Villa ကို3-9နဲ့နိုင်ရခဲ့တုန်းက Carrick ရဲ့နီးပြူဟာရင့်ကျက်မှုကိုပြသခဲ့တာလည်းဖြစ်ပါတယ်။အခုဆိုရင် United ဟာအဆင့်3နေရာမှာခိုင်မာခြေကုပ်ယူထားနိုင်ပြီးအဆင့်6က Chelsea နဲ့လည်း6မှတ်ထိကွာဟသွားပါပြီ။ဒါကြောင့်ဒီပွဲမှာသာထပ်နိုင်ရင်တော့ United တို့ဥရောပဆင်မြင့်အတွက်စိတ်အေးသွားရပြီပဲဖြစ်ပါတယ်။ဘုံမောက်ရဲ့10ပွဲဆက်ရှုံးမှမရှိတဲ့မာကျောမှုဒါပေမဲ့ဘုံမောက်ကလည်းလွယ်တကူရှုံးပေးမဲ့တင်းတော့မဟုတ်ပါဘူး။ဒီပြအီရာအိုလာရဲ့အဖွဲ့ဟာပရီးမီးယားလိနောက်ဆုံး10ပွဲဆက်တိုက်ရှုံးပွဲမရှိထားသလို၄ပွဲဆက်တိုက်ပြေကျလာတဲ့မှတ်တမ်းကိုလည်းပိုင်ဆိုင်ထားပါတယ်။သူတို့ကခန်းစစ်ကိုအလွန်ချစ်လက်အောင်ကစားနိုင်တယ်လို့တန်ပြန်တိုက်စစ်တွေမှာလည်းထက်မြက်ပါတယ်။ထူးသဖြင့်ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းကဥထရပ်ပို့မှာ၄ဂိုးစီပြေကျအောင်ကစားနိုင်တာက United ခန်းစစ်အတွက်သတိပေးခေါင်းလောင်းတယ်မှာပဲ။ Vitality ကွင်းမှာကစားရမှာဖြစ်လို့သူတို့က United ကိုအမှတ်ခွဲယူဖို့ပြေဝစ조사လာမှာပါ။စောင့်ကြည့်ရမယ့်ကစားသမားများဒီပွဲအလဲပြောင်းကိုဖန်တီးနိုင်မယ့်ကစားသမားတွေအကြောင်းပြောရရင်တော့အဖက်စလုံးမှာအားကိုးရသူတွေရှိနေပါတယ်။ United အတွက်တော့ကွင်းလယ်အင်ဂျင်ဖြစ်တဲ့ Bruno Fernandes ပါပဲ။ဒီရာသီ United ရဲ့သွင်းဂိုး45ရာခိုင်နှုန်းမှာ Bruno ကဓာတ်ရိုက်ပါဝင်ပတ်သက်နေပါတယ်။9ဂိုးသွင်း16ဂိုးဖန်တီးထားတဲ့သူ့ရဲ့ခြေစွမ်းကအမခမ်းပါပဲ။သူတစ်ပြည့်ကာရီလက်ထက်6ပွဲမှာ9ပွဲထိဂိုးပါဝင်ပတ်သက်မှုရှိနေတာကြောင့်ဘုံမောက်ခန်းစစ်အတွက်တော့ Bruno ကတကယ်အိမ်မဆိုးဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ဘုံမောက်ဘက်မှာလည်း United ခန်းစစ်ကိုဒုက္ခပေးဖို့အသင့်ရှိနေတဲ့သူကတော့တိုက်စစ်မှု Evanson ပါပဲ။သူဟာအိမ်ကွင်းပြည့်သက်ရှိမှကစားပုံတော်တော်လေးကောင်းမွန်နေသလိုနေရာလူတွေကိုတုံးချပြီးဆုံးတက်မှလည်းကျွမ်းကျင်ပါတယ်။သူတစ်ဖြစ်တာဝါနီယာရဲ့ဖြတ်တင်ဘောတွေကို Evanson ရဲ့ဘလို့ဆုံးတက်မလဲဆိုတာကဘုံမောက်တို့အဓိကအသက်သွေးကြောဖြစ်လာမှာပါ။ဒန်ယာပွဲပယ်လူစင်းပိုင်းမှာတော့ United အတွက်စိုးရိမ်စရာကခံစစ်ပိုင်းမှာဒန်ယာကြောင့်ဒီလစ်နဲ့မာတီနက်တို့ပါဝင်နိုင်တာကဘုံမောက်ရဲ့မြန်ဆန်တဲ့တိုက်စစ်ကိုထိန်းချုပ်ဖို့မက်ဂွိုင်းယာနဲ့ရိုရိုတို့ပေါ်ဝင်ပြီးစေနိုင်ပါတယ်။ဘုံမောက်ဘက်မှာလည်း Lewis Scott နဲ့ Justin Kluivert တို့လွဲချုံမှာဖြစ်ပေမဲ့သူတို့ရဲ့အိမ်ဝင်အားသာချက်ကတော့ရှိနေသေးပါပဲ။ခံမှန်း30ချက်အားကစား website အများစုရဲ့ခံမှန်းချက်တွေကတော့ United နိုင်ကိုသားပေးထားကြပေမဲ့ဒီပွဲဟာတည်ရလက်ထပ်ထွက်နိုင်မှုခြေနေတွေကိုလည်းမေ့ထားလို့မရပါဘူး။ကာရီရဲ့ United ကပဲနိုင်ရလက်ကိုဖော်ဆောင်သွားမလားဘုံမောက်ကပဲအိမ်ကွင်းအားသာချက်နဲ့တာစည်းယူပြမလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရောဘလို့ထင်ပါလဲ။ကွန်မန့်မှာရေးသွားပေးကြပါဦး။နောက်ထပ်စိတ်ဝင်စားစရာဘောလုံးကြောင်းရာလေးတွေကိုကြည့်ဖို့ Football Juice Channel ကို Like and Subscribe လေးလုပ်ခဲ့ပေးဖို့လည်းမေတ္တာရက်ခံတောင်းဆိုအပ်ပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်လည်းကျေးဇူးတူပဲတင်ပါတယ်ဗျာ။